ရေးသည့် channel နဲ့ Star Entertainment YouTube channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာယခုနားဆင်ရမယ့်အစီအစဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာကွယ်လွန်ဆုံးပါသွားခဲ့တဲ့မြန်မာနိုင်ငံမြို့မြများအသင်းအမှုပညာကော်မတီထရီတွဲမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကိုထင်လင်းအောင်ကိုဂုဏ်ပြုတဲ့အမတ်တရအထူးအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာအစီအစဉ်ကိုနှစ်ပိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမပိုင်းအစီအစဉ်မှာတော့ကိုထင်လင်းအောင်ကိုယ်တိုင်ဖန်တီးထုတ်လုပ်ခဲ့တဲ့ podcast ကိုနားဆင်ရမှာဖြစ်ပြီးတော့ဒုတိယပိုင်းအစီအစဉ်အနေနဲ့သူ့ရဲ့တငယ်ချင်းမိတ်ဆွေများနဲ့သူနဲ့လုပ်ဖော်ကိုင်ဘက်များမှာဘဝတစ်ခုမှာတခီးတည်းသွားရင်ကြုံတွေ့ခဲ့ရတဲ့အမတ်တရများကိုစကားဝိုင်းအသွင်ဖြင့်တင်ဆက်ထားခြင်းဖြစ်ပါတယ်အစီအစဉ်လေးကိုအဆုံးထိလိုက်ပါအားပေးနာဆင်ကြပါခင်ဗျာပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Focus Fine ရှိုင်းမြအောင်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ TikTok ဟာ Facebook ပြီးရင်လူသုံးအများဆုံး entertainment social media platform တစ်ခုဖြစ်လာခဲ့ပါတယ် Facebook သုံးရတာအခက်အခဲမျိုးမျိုးရှိလာတဲ့အတွက် TikTok ကိုရွှေ့ပြောင်းလာကြတဲ့အရွေးတစ်ခုလည်းဖြစ်ပေါ်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဒီတစ်ပတ် Podcast Fine ရှိုင်းမြအောင်အစီအစဉ်ကနေ TikTok နဲ့ TikTok trend တွေရဲ့ကောင်းကျိုးဆိုးကျိုးတွေအကြောင်းကိုဆွေးနွေးတင်ဆက်သွားဖို့ရှိနေပါတယ်ဒီတစ်ပတ်ရဲ့အစီအစဉ်မှာကျွန်တော်နဲ့ဆွေးနွေးတင်ဆက်သွားဖို့ဖိတ်ခေါ်ထားတဲ့သူကတော့အမြင်အာရုံမတန်ဆွမ်းသူညီမလေးပန်းသွေးငယ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်တို့နှစ်ယောက်အနေနဲ့ TikTok အကြောင်းဘာတွေဆွေးနွေးသွားကြမလဲ TikTok နဲ့ TikTok trend တွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကဘာတွေရှိနေမလဲဆိုတာလိုက်ပါခန်းစားနားဆင်ပေးကြပါဦးခင်ဗျာဟယ်လိုပန်းသွင်းငယ်ညီမလေးမင်္ဂလာပါမင်္ဂလာပါကိုကြီးအေးကိုကြီးတို့လည်းမတွေ့တာကြာပြီနော် Star Entertainment မှာအစီအစဉ်လေးတွေလုပ်တော့ပဲစုံပြစ်ကြတယ်အခုတော့ Star Entertainment အစီအစဉ်လေးတွေခဏနားထားတယ်ဆိုတော့တွန်းမောင်မာတွေမစုံပြစ်တာကြာပြီဟုတ်တယ်အခုကတော့ Focus ပိုင်းရှိုင်းမြအောင်ဆိုတဲ့အစီအစဉ်လေးတစ်ခုကိုကြီးလုပ်နေတယ်အဲ့ဒီအစီအစဉ်လေးကနေပြီးတော့ဒီတစ်ပတ်မှာဗာပြောချင်တာလဲဆိုတော့ဒီ TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်TikTok အသုံးပြုရခြင်းရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေရှိမယ်ပြီးတော့ TikTok trend တွေရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာဒီကောင်ကြီးကမျက်စိပဲပေးနှောင်းအာယုံပဲပေးနှောင်းတယ်ဆိုတော့ကောင်းကျိုးတော့သိရှိမှာမတင်အဲ့လို TikTok trend တွေရဲ့ကောင်းကျိုးဆိုးကျိုးလေးဒါလေးတွေကိုပြောဖို့အတွက်ပေါ့နော်မှာညီမလေးဆိုလို့ရှိရင်လည်း TikTok စော့လာတာတက်တန်းတစ်ခုရှိပြီးနှစ်လည်းနည်းနည်းကြာခဲ့ပြီဆိုတော့ညီမလေးနဲ့ဒီ season လေးကိုပြောရင်ကောင်းပါပဲလို့စိတ်ကူးရရတယ်ကိုကြီးကမ်းလှမ်းလိုက်တာပေါ့နော်ဟုတ်ကဲ့TikTok ကကြတော့ဒီ2018ခုနှစ်လောက်ကကွာတရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ByteDance ပေါ့နော် ByteDance ကတော့သူကမီဒီယာလုပ်ငန်းတွေပါလုပ်တဲ့ကုမ္ပဏီပေါ့အဲ့ဒီကုမ္ပဏီကနေပြီးတော့ဒီ online social entertainment media platform တစ်ခုပေါ့နော်အဲ့ဒါကိုသူကတရုတ်လူမျိုးတွေပဲတရုတ်နိုင်ငံထဲမှာအသုံးပြုဖို့အတွက်သူက Douyin ဆိုတဲ့နာမည်နဲ့သူက public ကို announce လုပ်လိုက်တယ်ပေါ့နော်အဲ့မှာသူကတရုတ်နိုင်ငံထဲမှာပဲသူကအသုံးပြုတဲ့ software တစ်ခုအနေနဲ့ရှိခဲ့ပြီးတော့2018ခုနှစ်ကျတော့ TikTok ဆိုတဲ့နာမည်နဲ့ကဘာပေါ်မှာရှိတဲ့လူတွေအားလုံးအသုံးပြုဖို့အတွက်သူကentertainment social media ပေါ့နော် online media တစ်ခုအနေနဲ့သူကကြေညာလိုက်တယ်ပေါ့2020ကိုရောက်လာတဲ့အခါကျတော့ TikTok အသုံးပြုတဲ့လူကတန်း1000ဒီနေ့အဖြစ်1 billion ထိရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ကိုကြီးသိချင်တာကကြတော့ညီမလေးကရော TikTok ကိုဘယ်အချိန်လောက်ကနေစပြီးတော့အသုံးပြုခဲ့လဲနောက်ပြီးတော့ဘာတွေလုပ်ခဲ့လဲပေါ့TikTok မှာဘာတွေနင်းစရာမှွေခဲ့ညီမလေးက TikTok ကို2020နဲ့2ခုနှစ်8လပိုင်းကနေပြီးစသုံးခဲ့တာကိုကြီး
သုံး ဟုတ် လေ ပြီ ပျော်ပျော်ပါးပါးပဲ TikTok ဆော့ဖို့ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ငုတ်ရှိုးနေတဲ့နုပညာလေးတွေပေါ့ အဲ့လေ ပြောရရင်ပေါ့နော်အဲ့လိုငုတ်ရှိုးနေတဲ့နုပညာလေးတွေကိုထုတ်ဖော်ခြင်းတာဖြစ်တဲ့အတွက် TikTok ဆော့ဖြစ်တာပါပြီးတော့ TikTok မှာဆိုလို့ရှိရင်ညီမလေးကြိုက်ဆုံးအရာတွေပေါ့ချက်ပြုတ်ရေးစီစဉ်တွေဈေးဝယ်ရတယ်ဈေးရောက်ရတယ်ပေါ့နော်အဲ့ဒါလေးကိုအရင်ကြိုက်လို့လည်းကြည့်ဖြစ်ပါရှင်ဖေထူးတော့ဘာမှမသုံးဖြစ်ပါဘူး အော်ဟုတ်ပြီကိုကြီးကကြတော့ဒီ2024လောက်မှာပဲစောပြစ်တယ်ပြောရရင်တော့နင်းထက်တစ်နှစ်လောက်နောက်ကျတယ်ပေါ့တစ်နှစ်လောက်နောက်ကျဘာလို့တာလဲဆိုတော့အဲ့ဒီမှာလူတွေကကွာFacebook ကတဖြည်းဖြည်းနဲ့ VPN ကြီးကြော်ရတာအာယုန်တွေပါနောက်လာပြီးတော့TikTok ဘက်ကိုစပြီးတော့ရွေ့လာကြတယ်အဲ့2024အခု2025 TikTok ဘက်ကိုလူတွေရွေ့လာတဲ့အရွေ့ကတော်တော်လေးကျန်းတယ်ပေါ့နော်အဲ့လိုမျိုးအရင်တုန်းက YouTuber တို့Facebook Vlogger တို့ဘာလို့လုပ်တဲ့လူတွေတောင်မှဒီ TikTok ဘက်ကိုရွှေ့လာကြတယ်ပေါ့နော်အဲ့ချိန်မှာဟာဘာလဲဟာဆိုတဲ့အနေအထားမျိုးနဲ့ကိုကြီးလည်း2024လောက်မှာ TikTok account တစ်ခုစဖွင့်ကြည့်တယ်ဖွင့်ပြီးတော့အဲ့ဒီကနေပြီးတော့ Facebook မှာအရင်တော့ကိုကြီးဆိုပြီးတော့တင်ခဲ့တဲ့သချင်းလေးတွေပေါ့နော်အဲ့ဒီသချင်းလေးတွေပြန်တင်ရနေမှာ TikTok ကိုစပြီးတော့အသုံးပြုဖြစ်တာTikTok ကိုကြီးလည်းကြည့်ဖြစ်တာတော့အဲ့ဒီချိန်ကာလတွေတုန်းကအိမ်မှာကိုလည်းတယောက်တည်းပဲနေခဲ့ရတဲ့အနေအထားတစ်ခုဆိုတော့ဟာတာတွေအများဆုံးကြည့်ဖြစ်တယ်ဟာတာတွေအများဆုံးကြည့်ဖြစ်တယ်ပြီးတော့ပျော်ရွှင်စရာအဲ့လိုမျိုးအစီအစဉ်လေးတွေကြည့်ဖြစ်တယ်ပေါ့နော်ပွဲတွေကတော့ဘယ်လိုပြောရမလဲသူကမရှာလဲတက်လာဆိုတော့ပြောမနေတော့ပါဘူးအဲ့ဒါကြီးတော့ပြောမနေတော့ဘူးနော်အဲ့တော့TikTok နာမည်ကြီးလာတဲ့အချိန်မှာတော့လူတွေကပွဲတွေလည်းအများကြီးဖန်တီးလာကြတယ်တမင်တကာဖန်တီးနေသလားတောင်အောက်မေ့ရနော်ဟုတ်တယ်ကိုကြီးအဲ့ဟာရင်ဘယ်ကမလဲကိုကြီး TikTok စပေါ်လာတဲ့ချိန်တည်းကနေအခုချိန်ထိလေနာမည်ကြီးရင်ပြီးရောဆိုတဲ့တခြင်းတွေပါအများကြီးပေါက်လာခဲ့ရသေးတာပြီးတော့အနုပညာစစ်မှန်တွေနဲ့ရေးရဲ့တခြင်းတွေနော်စစ်မှန်တဲ့နုပညာတွေနဲ့ဆိုတဲ့တခြင်းတွေပါကိုကြီးရဲ့အဲ့တခြင်းတွေတက်ွယ်လာပြီးတော့အောင်မြင်ပြီးရောလူသိရင်ပြီးရောဆိုတဲ့ပုံစံတွေနဲ့ထုတ်လာတဲ့တခြင်းတွေအများကြီးရှိလာခဲ့ရဲ့ကိုကြီးရဲ့အဲ့ခါကျတော့တကယ်ဝါသနာရှင်တွေတကယ်ဝါသနာပါတဲ့သူတွေတကယ်နုပညာရှင်တွေအရင်တော့ကောင်းကောင်းလုပ်ခဲ့အနုပညာရှင်တွေတော့ပြင်ပြီးအားနာမိရဲ့ဦးရဲ့မပြောကြတာပဲရှိရပါတော့လူတွေကဒီ TikTok ပေါ်ကသချင်းတွေက TikTok ဆော့ဖို့အပျော်သဘောလောက်ပဲကောင်းတဲ့အနေအထားမှာရှိရပါတော့ဥမာအားဖြင့်ဆိုလို့ရှိရင်ကဖို့လောက်ပဲအဆင်ပြေတဲ့သချင်းတွေခဏတာပဲစိတ်အပန်းဖြေဖို့အတွက်အဆင်ပြေတဲ့သချင်းတွေဖြစ်တယ်ရေရှည်မှာတော့ဒီသချင်းတွေသူတို့ရဲ့အနုပညာဖန်တီးမှုလို့ပြောလို့မရဘူးကွာဒီလားအဲ့လိုသူတို့ရဲ့ဖန်တီးမှုတွေကဘယ်လိုပြောရမလဲရေရှည်ရှိနေဖို့မကောင်းဘူးကွာဒီမှာရေရှည်ရှိနေဒါနည်းနည်းပြောရတာနည်းနည်း sensitive တော့ဖြစ်တယ်ပေါ့နော်နည်းနည်းသတိထားပြီးတော့ပြောရမယ်ဒါဒီလိုမျိုးဟာတွေကိုအားပေးနေတဲ့ပရိသတ်တွေကလည်းသူကတတ်ကိုရှိတယ်သူကအဲ့ဒါတတ်တစ်ဖွဲ့ကိုရှိရဆိုတော့လေနည်းနည်းတော့သတိထားပြီးပြောရမယ်ကိစ္စတစ်ခုတော့ဖြစ်တာပေါ့နော်ဟုတ်တယ်ဟုတ်ကဲဟုတ်ပါပြီဒါတွေကြီးပဲထိုင်ပြောနေလို့တော့မပေးဘူးလေနော်တော့ကြာစောစီစီငါတို့ကထိုင်ပြီးတော့ဖောင်းထုသလိုဖြစ်နေမသိမလားရောက်ချင်းစောက်နေထွင်းသလိုဖြစ်နေမှာဆိုတဲ့ခါကျတော့နည်းနည်းကောင်းတာလေးလည်းပြောမှရမယ်အဲ့တော့ဒီ TikTok သုံးရတဲ့ဒီကောင်းကျိုးတွေဆိုဘာရှိမလဲပေါ့နော်ညီမလေးဆိုရင်ရောဘာလို့သုံးလဲTikTok ကိုသုံးပြရကောင်းတဲ့ချက်တွေကကိုရဲ့ဈေးရောင်းလို့ရတယ်ဈေးဝယ်လို့ရတယ်နောက်တစ်ခုကတနေ့ကုန်ပင်ပန်းနဲ့အလုပ်လုပ်လာရတဲ့သူတွေအတွက်စိတ်မောဖြေစရာမီဒီယာတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုအနေနဲ့ကကိုသိချင်တဲ့ဘူးတက်ကြတာလေးကိုအချိန်တိုတွင်3မိနစ်လောက်လေးပေးလိုက်တာနဲ့သိနိုင်တာလေးပဲကိုကြီးရဲ့အဲ့ဟာရအရန်ကောင်းတယ်လေအချိန်မပေးနိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင် TikTok ကြီးကစင်ပြေရဲ့ platform တစ်ခုပေါ့နောက်တစ်ခုကကြတော့လေ तू ကဘာလဲဆိုတော့လူသိမြန်တယ်ကွာလူသိမြန်တဲ့အခါကျတော့ तू က personal branding လို့ခေါ်တာပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်တစိမ့်ပေါ့ကိုယ်ပိုင်ယက်တီမှုပေါ့နော်ဥပမာကိုကဘယ်လိုပုံစံမျိုးနဲ့ယက်တီချင်တာလဲအဆိုတော်တယောက်အနေနဲ့လားကြပြဆရာတယောက်အနေနဲ့လားဂီတပညာရှင်တယောက်အနေနဲ့လားဒါမှမဟုတ်ရင်ဈေးရောင်းတဲ့သူအနေနဲ့လားစသဖြင့်အမျိုးမျိုးပေါ့နော်ကိုကြိုက်တာကိုလုပ်လို့ရတယ်အဓိကကိုက trend ဖြစ်သွားဖို့ပဲကိုကအောင်မြင်သွားဖို့ပဲကို personal brand ကိုတိဆောက်နိုင်ဖို့ပဲလိုတာကွာ
TikTok ရဲ့ပြန့်နှံ့မှုသူ့ရဲ့ algorithm ရဲ့လူတွေစီကိုပြသပေးမှုကမြန်တယ်ပေါ့နော်အကောင့်အသစ်တစ်ခုဖွင့်လိုက်တာနဲ့အဲ့ဒီအကောင့်ကနေဗီဒီယိုတစ်ခုတင်လိုက်ပြီဆိုလို့ရှိရင်သူကလူတော်တော်များများကိုပြပေးတယ်လူတွေကတေချာဒီဗီဒီယိုကိုကြည့်တယ်scroll လုပ်မသွားတာတို့ဘာလို့ဆိုရင်သူကဆက်ပြီးတော့နောက်တင်တဲ့ဗီဒီယိုတွေကိုလည်းပြပေးတယ်ပထမဦးဆုံးတင်တဲ့ဗီဒီယိုကပြင်းစရာကြီးဖြစ်နေတော့အဲ့ဒီTikTokအကောင့်လက်လိုက်တော့အဲ့ဒါဆိုရင်တော့သိပြီးတော့အဆင်မပြေတော့ဘူးပေါ့နော်ပထမဦးဆုံးတင်လိုက်တဲ့ဗီဒီယိုကပေါက်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီ TikTok အကောင့်ကဆက်ပြီးတော့ရက်တည်နိုင်ဖို့ကတော်တော်ကြီးကိုအင်အားကောင်းတဲ့အနေအထားမှာရှိသွားပြီပေါ့နော်အဲ့တော့ပထမဦးဆုံးတင်ဆက်တဲ့ဗီဒီယိုမှာအကောင်းဆုံးလုပ်ထားမယ်ဆိုလို့ရှိရင်လည်းဒီ personal branding တိဆောက်ခြင်းတဲ့သူတွေအတွက်ကအရန်အဆင်ပြေဟုတ်တယ်ကိုကြီးပြောသလိုနာမည်ကြီးသွားရဆိုလို့ရှိရင်လေ TikTok ကပြန်ပေးရဲ့ creator reward program လဲရသေးရဲ့လေနောက်ထပ်ကလူတယောက်နာမည်ကြီးလာပြီဆိုလို့ရှိရင်လုပ်ငန်းရှင်တွေကကြော်ညာရေးလာအပ်ကြရလေကိုကြီးအဲ့ဒီအတွက်လဲကြော်ညာကရဖြစ်တဲ့အတွက်ဒါလေးTikTokရဲ့ကောင်းကျိုးတစ်ခုပဲလေဟုတ်တယ်မလားဟုတ်တယ်နော်ဟိုရင်တော့ဆိုရင် YouTube တို့ Facebook တို့ကနေပြီးတော့အဲ့လိုမျိုး creator reward တွေပြန်ရတယ်အခုဆိုရင် TikTok ကပါရနေပြီဆိုတော့ညီမလေးရောဘယ်လိုလဲလုပ်ငန်းရှင်တွေကကြော်ညာရေးပါလာအပ်နေကြပြီလားလုပ်ငန်းရှင်တွေကြော်ညာအပ်မအပ်တော့မသိဘူးကိုကြီး TikTok ဆော့လုံးလို့လေအဝတ်စားဘူးတွေဖုံးမေဘူးတွေတော့တောက်လဲကုန်တယ်တော့သိရတော့ရေOkayဟုတ်တယ်နော်အဓိကက TikTok ဆော့တဲ့သူတွေမှာကဒီပြဿနာအများကြီးရှိတယ် tripod တွေဝယ်လို့ကုန်ရတဲ့ပြဿနာအဝတ်စားတွေဝယ်လို့ကုန်ရတဲ့ပြဿနာဒီကြားထဲမှာအစားအသောက် vlog တွေရိုက်တဲ့လူတွေဆိုရင်အောင်မြင်သွားရင်တော့ဟုတ်တယ်ပေါ့နော်မအောင်မြင်ဘူးဆိုလို့ရှိရင်ပေးဆက်လိုက်ရတဲ့အရင်ကြီးကအများကြီးပဲပေါ့နော်ဒါကြီးပြောမယ်ဆိုရင်တော့ပြောလို့ဆုံးမှာမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ဝီအင်းကြီးတစ်ထည်နဲ့လည်းရိုက်လို့မဖြစ်ဘူးလေနော်ပြိသက်တည်းကိုမှတ်မိသွားအောင်မယ်ဟုတ်တယ်မလားဒီအင်းကြီးပဲဝင်တက်လာလားဆိုပြီးတော့အဲ့လိုလားဟုတ်တယ်ဟုတ်တယ်တကယ်တော့ငါတို့ကကောင်းကျိုးတွေကိုဆွေးနွေးနေရင်လည်းစိုးကျိုးတွေဘက်ကိုရောက်သွားတယ်သလားဖုံးပေကုံတာတို့အဲ့ဒီအဝတ်စားဖို့ကုံတဲ့ကိစ္စတို့ထောင်ရိုက်တဲ့ဒီ tripod ပေါ့နော်အဲ့ဒီ tripod ကိုကုံတဲ့ကိစ္စတွေကဒါတကယ်တမ်းကြာရင်ဒါကိုယ့်ရဲ့ဝင်ငွေကိုနှုတ်ယူနေတာပဲဒါပြောရရင်အိမ်တွင်းတခိုးပဲလို့ပြောရမှာပေါ့နော်ဟုတ်တယ်အဲ့တော့ဒီကောင်းကျိုးတွေပြောနေရင်လည်းစိုးကျိုးဖြစ်တဲ့ဟာတွေပါလာပြီဆိုတော့ဒီ TikTok မှာဘယ်လိုစိုးကျိုးတွေရှိလဲဘယ်လိုမျိုးပြဿနာတွေရှိလဲပေါ့နော်ဘယ်လိုစိုးကျိုးတွေရှိလဲဆိုတော့ညီမလေးကိုရှိရပြောခဲ့တဲ့အကြောင်းလေးကိုကြီးမှတ်မိရမဟုတ်လား TikTok မှာစော့ရင်နာမည်ကြီးလာလေဟုတ်တယ်ကြီးလာရဲ့နောက်ပိုင်းမှာ TikTok မှာစိုးကျိုးလေးဖြစ်လာဘာလဲဆိုတော့နာမည်ကြီးရဲ့သူရဲ့ profile တွေဗီဒီယိုတွေနာမည်ယူသုံးပြီးတော့လေဟိုလူစီမှာပတ်စံလိုက်ချီဒီလူစီမှာပတ်စံလိုက်ချီဒါမှမဟုတ် brand တစ်ခုတိစောက်ပြီးတော့သူပစ္စည်းရောင်းကြတာပေါ့နော်ငွေကြိုလွှဲရမယ်အရင်ငွေချေမရပါဆိုပြီးတော့ငွေကြိုလွှဲလိုက်တဲ့အခါမှာဘလော့ပြီးပြေးသွားတာမျိုးတွေငွေလိမ်လည်မှုတွေကအများကြီးပေါ်ပေါက်လာရဲ့ကိုကြီးဟုတ်တယ်ဒါကလည်းသတိထားရမယ်ကိစ္စတစ်ခုပဲပေါ့နော်နောက်တစ်ခုပြောချင်တာရှိသေးရဲ့ကိုကြီးအဲ့ဟာတော့ TikTok ရဲ့ trend တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် TikTok ရဲ့ trend တွေမှာဆိုလို့ရှိရင်တချို့ trend တွေကချစ်ဖို့ကောင်းပြီးတော့ join လို့ကောင်းတဲ့ trend တွေလည်းရှိတယ်လို့တချို့ trend တွေကမိသားစုလိုက်တွေပြီးတော့ကလေးတငယ်ဖိုးဖွားရမကြည့်တဲ့ trend တွေလည်းအများကြီးရှိရဲ့ကိုကြီးအဲ့လို trend တွေပေါ်ပေါက်လာတော့လေ TikTok မှာလုံးဝမကောင်းဘူးလားဟုတ်တယ်ဘာလဲဟိုတလောကတောင်ရှိလိုက်ပါသေးတယ်everyday get trend တို့ဘာလို့လိုမျိုးကိစ္စမျိုးတွေဒါတွေကစင်ပြေတဲ့ကိစ္စတွေပေါ့နော်လုံးဝ sexual နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်နေတော့အခါကျတော့ကိုကြီးတို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါမောင်နဲ့နှမသားနဲ့အမိကြည့်လို့မတော်တဲ့အပိုင်းလေးတွေရှိလာတာပေါ့နော်ဟုတ်တယ်ဟိုရဲ့ဒါနဲ့ဆက်ပြီးတော့ပြောရလို့ရှိရင်ဒီ TikTok မှာဆိုလို့ရှိရင်လူတွေကဘာလုပ်ကြလဲဆိုတော့ဒီ18 plus လို့ပြောရမှာပေါ့နော်ဒီအဲ့လိုမျိုးဗီဒီယိုတွေကသူကအမှန်တကယ်တမ်းဆိုရင်တော့ TikTok ရဲ့ algorithm ကဒါတွေကိုတင်ဖို့ခွင့်ပြုပေးမထားဘူးကွာသူတို့ကအဲ့လိုခွင့်ပြုပေးမထားဘူးဆိုပေမဲ့လူတွေကဘယ်လိုလုပ်ကြလဲဆိုတော့ဓာတ်ပုံနဲ့ကပ်ပြီးတော့ဒီ18 plus ရဲ့အတန် file တွေပေါ့နော်အဲ့ဒါတွေကိုဗီဒီယိုဖန်တီးရပေါ့နော်ဓာတ်ပုံကတော့တခါတလေမှလည်းပုံလှလေးတွေဖြစ်နေမယ်တခါလေမှလည်းကိုရီးယားမင်းသားမင်းသမီးတွေ
ပုံမျိုးတွေဖြစ်နေလိမ့်မယ်တချို့ဆိုရင်ဘယ်လောက်ထိတောင်လွန်လဲဆိုလို့ရှိရင်ဒီတီလာရှင်ပုံနဲ့တောင်မှအဲ့လိုမျိုး18 plus အတန်နဲ့တွဲထားတာမျိုးရှိတယ်လို့ကြားဦးခဲ့တယ်ပေါ့နော်ဟိုပရိသတ်တွေကဒါတီလာရှင်ပုံလေးနဲ့ဆိုတော့တရားပဲဩဝါဒပဲဆိုပြီးတော့နားထောင်မလို့ဖွင့်လိုက်တဲ့အချိန်မှာဒီလိုမျိုး18 plus contact ကြီးဖြစ်နေတဲ့ခါကျတော့နည်းနည်းအနွိုင်းဖြစ်သွားတာပေါ့နော်စိတ်ရှုပ်စရာစိတ်နှောက်စရာဖြစ်သွားတဲ့အနေအထားမျိုးဖြစ်တာလေလေအများကြီးကြုံရတယ်ပေါ့နော်အားကြောင့်မလို့ကိုကြီးတို့မြဲမြင်လောကမှာဆိုလို့ရှိရင်ပြောကြဆိုကြတာရှိရပြတော့ကြည့်ရင်တော့ငါတော့ငကြက်တက်ပြီးပဲကြည့်တော့မယ်ပါဆိုတဲ့အနေအထားလေးလည်းရှိရပါနော်ကားပေါ်မှာဘာမှဖွင့်ပြီးလို့ရှိရင်လည်းလူကြားဖို့မသင့်တော့ဘူးလေနော်အဲ့လိုဖြစ်ဟုတ်တယ်ပြီးတော့နောက်တစ်ခုရှိသေးတယ်သိလားဘာလဲကိုကြီးရဲ့စွန့်စားမှုပြင်းထန်တဲ့ challenge တွေကိစ္စလေဟုတ်တယ်အဲ့ဒါတွေအများကြီးရှိရဲကိုကြီးညီမလေးတတိထားမိတလားပြောရမယ်ဆိုလို့ရှိရင်လေတချို့ trend တွေကအသက်ကိုယ်အောင်စွန့်စားပြီးတော့ join ရတဲ့ trend တွေရှိရဲကိုကြီးရဲ့မစားပြတဲ့စားတောက်တွေကိုစားပြပြီးတော့ join ကြတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်နာမည်ကြီးရတော့မှန်ပြီမဲ့တချို့ဆိုလို့ရှိရင်အသက်ဆုံးရှုံးရထိပါဖြစ်သွားတာကိုကြီးရဲ့ဟုတ်တယ်ပြီးတော့ food blogger တွေရှိသေးတယ်တိလားစက်တွေကိုလေအများကြီးစားပြသလားအဲ့လိုအဆက်တွေအများကြီးစားပြမယ်အစားတောက်တွေအများကြီးစားပြမယ်ဆိုရင်သူတို့အနေနဲ့ကနာမည်ကြီးနိုင်ပြီမဲ့ရေရှည်ဆိုလို့ရှိရင်ကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်တယ်လေကိုရဲ့အဓိကကတော့အဆက်ကတော့အစာအိမ်နဲ့ကြောက်ကပ်ပေါ့နော်ဒါတွေထိခိုက်လာနိုင်တဲ့အနေအထားလေးတွေရှိရပေါ့ဟုတ်တယ်ပေါ့နော်တချို့ challenge တွေဆိုလို့ရှိရင်လည်းပြင်းထန်တယ်ကွာဟိုတခါတုန်းကဖြစ်သွားတဲ့ challenge တခုဆိုရင်ညီမလေးသတိထားမိလိုက်လားမသိဘူးပေါ့နော်ဘာလဲဆိုတော့ဒီ TikTok ဆော်ကတာပေါ့နော်ကတာကိုသူအဝတ်စားလုံးဝမပါပဲပေါ့နော်ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဘာဝတ်စားမှမပါပဲနဲ့ကတယ်ပြီးတော့ဘယ်လိုပြောရမလဲမမြင်ဝတ်တဲ့နေရာတွေကိုသူက effect နဲ့ဖုံးနေဆိုတော့ challenge လေအဲ့လိုလေးဖုံးပြီးတော့တကူလုံးပါဝတ်စားမှမပါပဲကတယ်ဆိုတော့ challenge ညီမလေးသတိထားမိလိုက်သေးလားဟုတ်တယ်ကိုတွေးမိလိုက်သေးရဲ့အဲ့ဒီဟာကြီးဆိုလို့ရှိရင်လည်းတကယ်တော့အဆင်ပြေမနေဘူးသီလားကိုကအဓိကမမြင်ဝန်းတဲ့နေရာတွေကိုဒီ effect နဲ့ဖုံးထားတယ်ဆိုပေမဲ့ TikTok ရဲ့ဒီ database ကရသွားတာကကိုယ့်ရဲ့မူရင်းဗီဒီယိုကြီးကိုရသွားတာလေဟုတ်တယ်နော်ဟုတ်တယ်အဲ့တော့ဒီမူရင်းဗီဒီယိုကြီးကိုအသုံးချပြီးတော့ TikTok ရဲ့ဒီ database ကိုထိန်းချုပ်ထားတဲ့သူတွေကတခုခုမလုပ်ဘူးလို့ပြောလို့ရမပြောနိုင်ဒီလိုမျိုးဆိုးကျိုးလေးလည်းရှိရပါတော့ဟုတ်တယ်ကိုရဲ့နောက်တစ်ခုပြောချင်တာရှိသေးရဲ့ကိုရဲ့ TikTok ပေါ်မှာလေဈေးအောင်ဈေးဝယ်လောက်တာဗီဒီယိုထဲမှာပြထားတော့မှလေပစ္စည်းအကောင်းစားတွေအမှန်ကြီးလေတိလားရောက်လာတော့မှလေပစ္စည်းရသုံးလို့ကိုမရစုံမုံနေရောက်လာတိလားဟိုတနေ့ကဆိုလို့ရှိရင်မိလေထမင်းပေါင်းလေးလို့ဆိုပြီးထမင်းပေါင်းလေးမှားလိုက်တာဗီဒီယိုထဲမှာပြထားတော့9ယောက်6ယောက်စားတဲ့ဟာပဲကိုကြီးရောက်လာတော့မှလေခလေးကစားစရာထမင်းပေါင်းလေးကြာနေရပဲတတိမတကယ်တလေးဘာချက်လို့ရမှာလဲလို့အေးပေါ့နော်နှလုံးအိုးလောက်လေးပဲဖြစ်နေတော့ဘာသွားလို့ရမှာလဲပြထားတာကအမှန်ကန်အကြီးS တုံကြီးပြထားမှာပေါ့နော်ဒါကလည်း TikTok မှာမဟုတ်ဘူးပေါ့နော်အရင်တုန်းက Facebook မှာကဖြစ်တဲ့ပြဿနာတွေပေါ့နော်သူက Photoshop တွေနဲ့လုပ်ပြီးပြထားတဲ့အဝတ်စားတွေပေါ့နော်အဝတ်စားတွေဆိုလို့ရှိရင်အမှန်ကန်နေဒီဇိုင်းတွေသိရမလားရောက်လာတော့မှအင်ကြီးတွေကမကောင်းတာတို့ပစိုးတွေလုံကြီးဆိုလို့ရှိရင်တိုက်ဆွေးကြီးတွေဖြစ်နေတာတို့ဒီလိုမျိုးဇာတ်တွေကလည်းဒါ Facebook ကဈေးရောင်းတဲ့ခေတ်မှာတည်းကကြုံခဲ့ရတဲ့ပြဿနာတွေပေါ့နော်ဟုတ်ဘာပါတော့ဒီကိစ္စတွေကတော့လူတိုင်းနှိမ့်စတူကကြုံနေရတဲ့ကိစ္စတွေပေါ့နော်တော်ကြာကိုကြီးက TikTok platform ကိုတအားဖောင်းထုတယ်လို့လည်းပြည်သက်တွေကပြောနေကြအောင်မယ်ဒါမဲ့လည်းမတက်နိုင်ဘူးအခုလာမဲ့ဆွေးနွေးမဲ့အကြောင်းအရာကလည်းဖောင်းထုမဲ့ကိစ္စပဲပေါ့နော်အဲ့တော့လေတီးခံပြီးတော့ဒါနားထောင်ကြလို့ပဲပြောရမှာပေါ့နော်အခုပြောမဲ့အကြောင်းအရာကကျတော့ပွဲတွေကိစ္စပွဲတွေဆိုတာကတော့သူများနိုင်ငံတွေမှာတော့ဒီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်ရန်နေဖြစ်နေတဲ့ပွဲတွေဟိုလူကမကျေနပ်လို့ထអော်လိုက်ဒီလူကမကျေနပ်လို့ထဆဲလိုက်ဆိုတဲ့ကိစ္စတွေကဒိုးနိုင်ငံမှာပဲတော်တော်များများဖြစ်ကြမယ်နဲ့တူတယ်တခြားနိုင်ငံတွေမှာကျတော့ဟိုလူနဲ့ဖြစ်တဲ့ပွဲတို့ဒီလူနဲ့ဖြစ်တဲ့ပွဲတို့ဆိုတာတွေကခက်ရှာရှာအဲ့လိုမျိုးတိတ်ပြီးတော့မတွေးကြရဘူးပေါ့နော်ဒိုးနိုင်ငံမှာတော့ဒီလိုပွဲတွေကတော်တော်များတယ်ပေါ့နော်ဟုတ်တယ်ကိုကြီးတယောက်နဲ့တယောက်မကျေနပ်တာတွေပြီးလို့ရှိရင်
နာမည်ကြီးရဲ့သူတွေကိုလည်း attention လိုက်ရှာပြီးတော့ကိုယ်လည်းနာမည်ကြီးမလားဆိုပြီးတော့အစဲခံပြီးတော့လုပ်တဲ့သူတွေကလည်းရှိသေးရဲ့ကိုကြီးရဲ့အဆိုးဆုံးတစ်ခုတော့ရှိသေးရဲ့ကိုကြီးရဲ့အဲ့ဒါလေကိုရီမျက်မမြင်ချင်းချင်း TikTok ဆော့ရမဟုတ်လားမျက်မမြင်ချင်းချင်းတော့မဟုတ်လေပြန်ပြီးတော့ blame ပြီးပွဲရှာတဲ့သူတွေကတက်တက်ကိုရှိရသေးလား ဟောအဲ့လိုရှိသေးရပါ ရှိရပေါ့အဲ့ဒီပွဲဆိုရင်တစ်ခေါက်ကလေကိုကြီးကောင်မလေးတယောက်ပေါ့သူကတချင်းလေးတင်တဲ့ကောင်မလေးတယောက်လေအဲ့ကောင်မလေးရဲ့ post အောက်မှာဆိုရှင်ကိုယ့်ရဲ့ဘွားသူချင်းချင်းမှတ်တာနော်မျက်မမြင်မောင်နှမချင်းချင်းကနေပြီးတော့နင်တချင်းမဆိုပါနဲ့နင်တချင်းဆိုတာမကောင်းဘူးကြက်တီတုံးတယ်တောင်းစားဖို့အတွက်တချင်းဆိုနေရလားလို့ပြောကြရရှိရဲ့ဝေရဲ့ အဲ့တော့ဟိုကဘာပြန်ပြောလဲ तू ကဘာပြန်ပြောလဲဆိုတော့ကြက်တီရှိလာရဲ့အမကြီးอ่ะတဲ့သူ့ရဲ့အကောက်ထဲမှာရှိနေရော तू ကဝမ်းသာခုံယုံမိပါတယ်တဲ့ကိုကြီးရဲ့နောက်ပြောရစရာကောင်းလား ဟုတ်တယ်နောက်ပြောရစရာတော့ညီမလေးကတေချာမမှတ်မိတော့ဘူးဝေးရဲ့အေးပါဒါဆိုရင်တော့တို့မြဲမြင်အတိုင်းဝိုင်းလဲဘယ်ခစ်နောက်ကြပြီးကြံခဲ့မလဲတို့အတိုင်းဝိုင်းထဲမှာလဲပွဲတွေရှိတာပေါ့နော်ဟုတ်တယ်ဒါပွဲခစ်ဆိုတော့လေပွဲရလဲတို့အတိုင်းဝိုင်းထဲမှာဒါရှိရမှာပေါ့နော်အော်ပွဲခစ်ဆိုတော့မှထက်တတိယလာပြန်နေကိုကြီးပွဲပေါင်းစုံကလည်းပြောလို့တော့မကုန်ဘူးလीနော်အခုပြောမဲ့ပွဲကအမြင်နဲ့မျက်မမြင်နဲ့ဖြစ်တဲ့ပွဲကိုကြီးရဲ့ဟေးဟလာအဲ့ဒါဘယ်လိုဖြစ်တာဒါစိတ်ဝင်စားကြပဲဘယ်လိုဖြစ်ရမှာလဲနင်နဲ့အတော်ကြီးတယောက်ကအတော်ကြီးอ่ะပေါ့နော်သူ့အိမ်ကိုတခုံးဝင်ဖောက်တဲ့အကြောင်းကိုသင်လိုက်တာအဲ့ဒါနဲ့ညီမတို့တိုင်ဝိုင်းမျိုးကြီးอ่ะပေါ့နော်ဘာသွားကြီးလဲဆိုတော့တခုံးဝင်ဖောက်မှာပေါ့တဲ့စီကံမမရှိတာတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးသွားကြီးရကိုကြီးရဲ့ဟိုကပြန်ပြောထည့်ရပေါ့တခုံးကနင့်လင်မို့လို့ငါ့ကိုလာကခွေကြီးပြောပေးနေရလားတဲ့အဲ့လိုပြောတော့လေသူတော့မသိဘူးလားညီမလေးတော့ရှက်လိုက်တာအဲ့ comment ကြီးကိုမြင်နေရလေအဲ့တော်ကြီးကညီမလေးရဲ့ idol လည်းဖြစ်နေတဲ့ခါကျတော့လေတွေ့ရတာပေါ့ဒါဆိုသူ့ comment ကိုမျက်မြင်ရေးရဲဆိုတာကိုသိသွားသေးလားဟာသိသွားတာဗောကိုကြီးသူ့မိမတော့သူ့ယောက်ျားပြောသေးရဲ့သူ့ကို comment လာရေးရတဲ့မျက်မမြင်တယောက်ထင်တယ်သူ့ရဲ့ profile နဲ့ဝင်ကြည့်ရတဲ့မျက်စိမမြင်တဲ့ပုံစံပဲတဲ့သူတို့လိုမျက်စိမဟုတ်ဘူးလို့ပြောတယ်ဒါမဲ့လေသူ့ယောက်ျားပြန်ပြောရဲကိုကြီးမျက်မမြင်တယောက်ကတဲ့ဘယ်လိုနင့် comment လာရေးနိုင်မှာလဲတဲ့မြင်လို့သာသူရေးရပေါ့တဲ့အဲ့လိုပြောခံရသည်လားဒါကလည်းသူတို့အသိပညာအားနည်းတဲ့ကိစ္စတစ်ခုလို့ပဲပြောရမှာပေါ့နော်မြင်နေမှာသုံးနိုင်တဲ့ screen reader တွေပါရှိရထားပါတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးဒါစိုးကျိုးဖြစ်စေတဲ့side effect တွေဖြစ်စေတဲ့ comment တွေတွားရေးတာကတော့ဘယ်လိုပြောရမလဲကိုကြီးတို့မြင်နေတဲ့မှာလည်းတရားဖို့3កောင်ဖွင့်ပြီးတော့လုံနေတဲ့ keyboard fighter တွေရှိတာတော့သိပြီးအဆင်ပြေမနေဘူးပေါ့နော်ဟုတ်တယ်ကိုကြီးရဲ့တခြားသူတွေတော့လည်းထိခိုက်နိုင်တာဗောကိုကြီးအဲ့ဟာကြီးဟုတ်တယ်လူတွေကဒီလိုပွဲတွေကိုဖန်တီးရတာသူတို့အနေနဲ့ကအာတိတတစ်ခုလို့ကိုဖြစ်နေတာဗောနော်ကြည့်ရတဲ့လူတွေမှာဒါအာယုံနောက်ပြင်မဲ့သူတို့ကတော့သူတို့နာမည်ကြီးဖို့အတွက်ပွဲတွေကိုဖန်တီးနေမဲ့အနေထားမှာရှိရဗောနော်ဥမာတချင်းတွေဆိုလို့ရှိရင်လေကိုကြီးတို့ရှေ့ပိုင်းမှာပြောခဲ့သလိုပဲဗောနော်တန်ဖိုးမရှိတဲ့တချင်းတွေအများကြီးထွက်လာတယ်ဗောနော်ဆယ်လီဖြစ်ပြီးရောဆိုပြီးတော့နာမည်နည်းနည်းကြီးလာပြီဆိုလို့ရှိရင်တချင်းကထဆိုခြင်းရတာနဲ့ပြီးရင်ဆိုတဲ့တချင်းကကီးရမတဲ့အဲ့လိုမျိုးအတန်ချိန်ညှိတဲ့ဒီ auto tune လို့ software နဲ့အများကြီးသုံးပြီးတော့ဆိုထားတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဒါတွေကဆိုလို့ရှိရင်လည်းအစတုန်းကတော့ဒီ TikTok ပေါ်မှာပဲဆိုပေမဲ့နောက်ပိုင်းမှာတော့ဒီ studio ဂီတလောကလို့ခေါ်တာပေါ့နော်အဲ့လို studio ဂီတလောကကိုပါဒါတွေကတဖြည်းဖြည်းနဲ့ရိုက်ခတ်မှုတွေဖြစ်လာမယ်ဆိုတဲ့အနေအထားလေးတော့တွေ့ရတာပေါ့ဥပမာဆိုလို့ရှိရင်ဒီမတိအောင်ဟအောင်ခန့်ပိုင်တဲ့ banana chain cake ကိုရဲ့တချင်းပေါ့နော်ဘာလဲတော့တခြားမှတ်မိဘူးTikTok မှာတွေ့လိုက်တယ်သူတို့စော့နေကြလေမမရာဆိုတာဘာလားမသိပါဘူးကွာသူတို့နှစ်ကောင်လုံးက auto tune ကြီးတွေနဲ့သူချထားကြတယ်အဲ့လိုမျိုးသချင်းတွေပေါ့နော်ဒါတွေဆိုလို့ရှိရင်လေဂီတလောကအတွက်အစိတ်အတောက်ဖြစ်စေတဲ့သချင်းတွေပေါ့နော်ဒါတွေကလည်းမကောင်းဘူးပေါ့ဟုတ်တယ်ကိုကြီးပြီးတော့လေအဲ့လိုမျိုးကီးမတဲ့ဘောင်းမဝင်းလူတွေကိုလေတတ်မဲ့ကိုမြေအောင်မြောက်ပေးနေသလားအောင်မရရဲ့စီစဉ်လက်ရှိရပဲကိုကြီးရဲ့ပြင်းပြအဖြစ်ပြောရမယ်ဆိုရှင်တော့အခုမြန်မာစတားလို့ပေါ့မြန်မာစတားမှာဆိုလို့ရှိရင်လေပိုးအမျိုးမျိုးဖြစ်ကြတာတတ်မဲ့နာမည်ကြီးအောင်များဖန်တီးနေရလားဒါမှမဟုတ်တကယ်ပဲဖြစ်နေရတာတော့မသိဘူးပေါ့နော်
ပရိသတ်တယောက်အနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘလို့မှအစမပြေနိုင်တဲ့အရာတွေ ဟုတ်တယ် တခါတည်းကြောက်လို့ရှိရင်လေဒိုင်းကြီးချင်းနာမှာပြဿနာတက်နေကြတာကိုကြီးရဲ့ ဟုတ်တယ်ကိုကြီးကတော့ခေါ်မသွားဘူးနော်ပြောပြီးသား ညီမလေးကိုခေါ်သွားမှာ ဒါလေးဆိုလို့ရှိရင်လည်းတကယ်တော့ဟိုအများကလည်းလှုပ်ပွဲလို့ယူဆထားကြတဲ့ကိစ္စတွေပေါ့နော်ဒါတကယ်ညင်းတဲ့ကိစ္စလားလှုပ်ပွဲလားဆိုတာတွေကတော့သူတို့ပဲသိမှာပေါ့နော်ဒီလိုမျိုးကိစ္စလေးတွေရှိမယ်နောက်ပြီးတော့ဒီဒိုင်းခင်နာဆိုးထွက်သွားတဲ့ကိစ္စလေးညီမလေးသိလာတော့မသိဘူးဒိုင်းခင်နာဆိုးထွက်သွားတဲ့ကိစ္စမှာဆိုလို့ရှိရင်ရှေ့ရဒိုင်းနေလဲတယောက်ပြီးတယောက်ထွက်သွားကြတာမျိုးတွေရှိရပေါ့နော်အဲ့တော့ဒိုင်းခင်နာဆိုးထွက်သွားပြီးတဲ့နောက်ပိုင်းမှာတချို့ကိစ္စတွေကလှုပ်ပွဲတွေဖန်တီးထားတဲ့အနေအထားမျိုးလေးတွေရှိရဲဆိုတာမျိုးလေးတွေကိုကြီးတို့ကြားလာရတယ်သူတို့ကပွဲမဖန်တီးရင်တောင်မှ video editing သမားတွေကပွဲဖြစ်အောင်ဖန်တီးပြီးတော့ကိုလှုပ်တဲ့အနေအထားမျိုးလေးတွေရှိရလို့တွေ့ရတယ်ပေါ့နော် ဟုတ်တယ်ကိုကြီးရဲ့မြကြီးနာလာပြင်နဲ့ပြန်ဝင်တယောက်နဲ့ဖြစ်တဲ့ပြဿနာဆိုလို့ရှိရင် video editing နဲ့တမင်တကာလောက်ထားရဆိုတာကိုသိတာစီရဲ့ကိုကြီးရဲ့ဟုတ်တယ်အဲ့လိုပွဲတွေရှိနေတဲ့အခါကျတော့ TikTok ကစိတ်အပန်းပြေရမယ့်အစားစိတ်အနှောက်အယှက်ဖြစ်စရာတွေစိတ်ညစ်ညူးစရာတွေဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်မို့ကိုကြီးရဲ့ American သမ္မတ Donald Trump ကသူ့နိုင်ငံမှာ TikTok သုံးပြုခွင့်ကိုခဏပိတ်ပေးလိုက်သေးရဲ့ကိုကြီးရဲ့နောက်တော့မှလူငယ်ဆန္ဒပြလို့ဆိုပြီးတော့ TikTok သုံးပြုခွင့်ကိုပြန်ဖွင့်ပေးလိုက်တာဟုတ်တယ် TikTok ကို American မှာအသုံးပြုခွင့်ပိတ်ဖို့အတွက်တော့ဟိုအရင်ကတည်းကသူတို့လွှတ်တော်ထဲမှာဆွေးနွေးပြီးတော့အတည်ပြုထားတာကြာပြီသမ္မတ Trump တက်လာတဲ့အချိန်ကျတော့ဒီဟာကိုတရားဝင်အတည်ပြုပြီးတော့ပိတ်လိုက်တယ်ဒါပေမဲ့လူငယ်တွေကဆန္ဒပြတဲ့အတွက်ပိတ်သိမ်းမှုကခဏတာပဲဖြစ်သွားခဲ့တယ်ပေါ့နော်အခုတော့ Trump နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ရဲ့သဘောတူညီမှုတွေအရ TikTok ရဲ့ share အများစုကို American ကပိုင်ဆိုင်သွားတော့မှာတဲ့ညီမလေးရဲ့ဟုတ်လားကိုကြီးဒါဆိုဘယ်လိုပြောင်းလဲမျိုးတွေဖြစ်သွားမှာလဲဘယ်လိုပြောင်းလဲတွေဖြစ်သွားခဲ့ရလဲဆိုလို့ရှိရင် TikTok ရဲ့ share အများစုပေါ့နော်60%ကျော်ကို American ကပိုင်ဆိုင်သွားပြီးတော့တရုတ်နဲ့ဒီ Binance Company ကတော့20%ကျော်လောက်ပဲသူတို့မှာပိုင်ဆိုင်ခွင့်ရှိရတယ်နောက်ပြီးတော့ TikTok ရဲ့ algorithm license ပေါ့နော် algorithm ကိုထိန်းချုပ်ခွင့်ရတဲ့ license ကိုလည်း American ကနေပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီပေါ့နော်နောက်တစ်ခုကဒီ American လူမျိုးတွေရဲ့ TikTok အသုံးပြုထားတဲ့အသုံးပြုမှု database တွေကိုတရုတ်နဲ့ Binance Company ဘက်ကဝင်ရောက်ကြည့်ရှုလေ့လာခွင့်မရှိတော့ဘူးပေါ့နော်ပြီးတော့ TikTok ရဲ့ algorithm license ကို American ကရသွားပြီဖြစ်တဲ့အတွက် TikTok platform ပေါ်မှာရှိနေတဲ့ညဉ့်ညမ်းမှုတွေဒါတွေကရော့ပါသွားမယ်လို့ခံမှန်းနေကြတာတွေလည်းရှိရပေါ့နော်အဲ့ဒါဆိုကောင်းတာပေါ့ကိုကြီးရဲ့အားလုံးမျှော်လင့်ထားကြသလို TikTok ပေါ်မှာမျက်စိနောက်ဆရာတွေမတွေ့ရတော့ဘဲနဲ့ပျော်ရွှင်မှုတွေနဲ့ပဲပြည့်နေနေမှာပေါ့နော်ဟုတ်တယ် TikTok ရဲ့ algorithm license ကို American ကထိန်းချုပ်ခွင့်ရသွားတဲ့အတွက် TikTok platform ကအတော်လေးတန့်သွားမယ်လို့ကိုကြီးတို့လည်းမျှော်လင့်ရတာပေါ့နော်ကဲဒါဆိုရင်တော့ဒီနေ့စကားဝိုင်းလေးကိုကိုကြီးတို့နှစ်ယောက်ဆွေးနွေးရလဲအတော်များသွားပြီဆိုတော့ဒီလောက်နဲ့ပဲရန်နာလိုက်ကြမယ်လေဟုတ်ကဲ့ကိုကြီးခုလိုဖိတ်ခေါ်ပေးရတဲ့အတွက်လည်းကျေးဇူးနော်ကိုကြီး Okay နောက်အစီအစဉ်တွေမှာလိုအပ်ရင်လည်းလာပေးအောင်နော်ဟုတ်ကဲ့ပါရှင်ပိတ်သက်ကြီးတို့ရေကျွန်တော်တို့နှစ်ယောက်ဆွေးနွေးသွားတဲ့ TikTok ရဲ့ကောင်းကျိုးဆိုးကျိုးတွေအကြောင်းကိုနားဆင်ပြီး TikTok ကိုဘလို့ကောင်းမွန်စွာအသုံးချရမလဲဆိုတာတွေနဲ့သတိပြုဆင်ခြင်စရာတွေကိုသိရှိသွားလောက်ပြီလို့မျှော်လင့်မိပါတယ်နောက်တစ်ပတ်မှာလည်းဘလို့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးတင်ဆက်သွားအောင်မလဲဆိုတာစောင့်မျှော်အားပေးကြဖို့မမေ့နဲ့အောင်နော်ဒီတစ်ပတ်ရဲ့အစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များအားလုံးပဲရွှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာဟုတ်ကဲ့ကျွန်တော်ရှိုင်းမြတ်အောင်ပါ